CapCut tutorial တန်း background music ထည့်နီးကိုယ့်ရဲ့ video တစ်ပုဒ်ကိုလူတွေစက်ကြည့်ပြဖို့ဆိုရင် background music ထည့်တဲ့အချိန်ကတော်တော်အရေးကြီးရယ်ကိုယ့် video နဲ့ကိုက်ညီမဲ့ music မျိုးကိုရွေးချယ်တတ်ဖို့ကပိုအရေးကြီးပါတယ်ဘယ်လို music မျိုးကအကောင်းဆုံးလဲဆိုရင်အေးလေးနဲ့တီးလုံးလှလှလေးတွေကအကောင်းဆုံးပဲဥပမာပြောရရင်ကိုယ့် video ကဝမ်းနဲ့စီတဲ့ content ဆိုရင်ဝမ်းနဲ့စီတဲ့ background music ကိုထည့်တတ်ရပါမယ်မြူးမြူးကြွကြွကြီးတွေတွားထည့်လို့မရပါဘူးဝမ်းနဲ့တဲ့ content ကိုမြူးမြူးကြွကြွတွေတွားထည့်လိုက်ရင်ဘယ်လိုဖြစ်သွားလဲဆိုတာပြမယ်ဒါကဝမ်းနဲ့စရာ video ကိုအမြူးထည့်ထားတာကြည့်ကောင်းလားတော့ဝကြည့်မကောင်းဒါကခုနက video ပဲအဆွေး music ထည့်ထားတာဘယ်လိုလဲကြည့်ကောင်းတယ်မလားကဲဒီလောက်ဆိုရင်မိတ်ဆွေတို့ရဲ့ video တွေမှာ music background ထည့်တတ်လောက်ပြီးထင်ပါတယ်နောက်ထပ်ဘာတွေသိကျင်သေးလဲကိုမမေးခဲ့ကြပါဦးနောက် tutorial မှာပြန်ဆုံကြမယ်နော်